အားလုံးပဲမင်္ဂလာပါဒီနေ့ခေတ်မှာကျွန်တော်တို့နေရာတကာမှာ AI ကိုအသုံးပြုလာတာတွေ့ရလိမ့်မယ်တချို့တွေပြောတာရှိတယ်ပေါ့နော် AI ကြောင့်လူတွေအလုပ်မရှိတာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ explain ဒီနေ့နည်းနည်းလုံးပထမဆုံးအဆင့်အနေနဲ့ AI ဆိုတာကျွန်တော်တို့ဘာလဲပေါ့နော် AI ဆိုတာကျွန်တော်တို့ဒီနေ့ဒီချိန်ဒီလူတွေဖန်တီးထားတဲ့အရာတွေအကုန်လုံးကို landing လုပ်ပြီးတော့သူ့အနေနဲ့သူ save လုပ်ထားတယ်ပေါ့နော်အကုန်လုံးကိုကျွန်တော်တို့ကပြန်ခိုင်းတဲ့အခါမှာလူတွေကနေပြီးတော့တစ်စင်ပြန်ဖန်တီးတဲ့ပုံစံအတိုင်းကိုကျွန်တော်တို့ဖန်တီးပေးတာကိုကျွန်တော်တို့ AI လို့ခေါ်တယ်အဓိကအပြင် AI ဆိုတာကျွန်တော်တို့လူတွေရဲ့အလုပ်ကိုပို့ပြီးတော့လွယ်အောင်လုပ်ပေးတဲ့ဟာကိုဆိုလိုချင်တာပေါ့နော်အဓိကကျွန်တော်တို့အနေနဲ့ဒီပုံမှန်တနာရီလုပ်လို့ရမယ်ဆိုလို့ရှိရင် AI ကိုအသုံးပြီးလုပ်မယ်ဆိုလို့ရှိရင်10မိနစ်2မိနစ်လောက်နဲ့တော့ပြီးတော့လုပ်လို့ရတဲ့ဟာမျိုးတွေရှိလာတယ်အဓိကအပြင်ကျွန်တော်တို့အနေနဲ့ဒီ marketing tools တွေပြောလို့ရှိရင်စီးပွားရေးနဲ့ဆိုင်တဲ့နေရာမှာလည်းဖြစ်စေအခြားနေရာတွေပေါ့နော်နေရာပေါင်းများစွာမှာကျွန်တော်တို့ဒီနေ့ခေတ်မှာ AI ကိုသုံးလာတာတွေ့ရတယ်ဒီနေရာမှာကျွန်တော်တို့လူတွေအတွက်အလုပ်ကိုင်ခွင့်လန်းတွေနည်းလာနိုင်လားဆိုလို့ရှိရင်နည်းလာနိုင်တယ်အဓိကအပြင်ဘာအတွက်နည်းလာနိုင်လဲဆိုလို့ရှိရင် scale ကိုယ်အနေနဲ့ကို develop မလုပ်ဘူးဆိုလို့ရှိရင်အလုပ်ကိုင်ခွင့်လန်းတွေနည်းလာနိုင်တယ်အဓိကအပြင်ကျွန်တော်တို့ AI ကို landing မလုပ်ဘူးဆိုလို့ရှိရင်ကိုယ့်အတွက်အလုပ်ကိုင်ခွင့်လန်းတွေနည်းလာနိုင်တယ်ဒါဆိုလို့ရှိရင် AI ကို landing လုပ်တဲ့လူအတွက်ကောဘယ်လိုမျိုးအကျိုးကျေးဇူးတွေရှိလဲဆိုလို့ရှိရင်သူတို့အတွက် salary တွေကောင်းလာမယ် AI နဲ့ပတ်သက်ပြီးတော့သူတို့နားလဲတယ်ဆိုလို့ရှိရင်သူတို့အတွက်ပို့ပြီးတော့အလုပ်ကိုင်ခွင့်လန်းတွေပေါ်လာမယ်ဒီလိုအခြေအနေတွေရှိတယ်တာမန်လူတယောက်အနေနဲ့ AI ကို landing မလုပ်ဘူးဆိုလို့ရှိရင်နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ဒါက AI ကအစားထိုးရနိုင်တယ်ပေါ့နော်ဒီလူရဲ့နေရာမှာဘာဖြစ်လို့ဆိုတော့ AI ရဲ့လုံနိုင်စွမ်းကိုလိုက်နိုင်မှသာကျွန်တော်တို့အနေနဲ့အလုပ်ကိုင်ခွင့်လန်းတွေပေါ်လိမ့်မယ် salary တွေကောင်းလိမ့်မယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လို့အခုချိန်ထဲကနေပြီးတော့ AI ကို landing လုပ်ဖို့ကျွန်တော်အကြံပြုတယ်ပြီးတော့ကျွန်တော်တို့ AI နဲ့ပတ်သက်ပြီးတော့ landing လုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်နောက်ပိုင်းကျွန်တော် landing လုပ်နေရလေးတွေရှိတယ်ပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်ဒီ channel ကနေ sharing လုပ်ပေးသွားမယ်အားလုံး AI ကိုနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ် video တစ်ခုမှာကျွန်တော်တို့ပြန်တွေ့ပါမယ် see you